ခုမြင်တွေ့တဲ့နေရာကတော့ဒီရောသွားလမ်းပဲဖြစ်ပါတယ်ဒီလမ်းကတော့ပသိမ်မြို့နယ်ဘွက်ကြီးနဲ့တော်ဝါကုန်းကျော်သွားလမ်းပဲဖြစ်ပါတယ်မြင်တွေ့ရတဲ့အတိုင်းပဲဒီရောရဲ့အမြင့်ဒီပေါ်ကနေပြီးတော့ရှော့ရတာပဲဖြစ်ပါတယ်အောက်ကနွန်နေဘွက်ဒီအပေါင်းမလောင်းနေရှိပါတယ်တဲတရားရရင်တထိတ်ထိတ်နဲ့ဖြတ်ကြရတဲ့ဒီရောလမ်းပဲဖြစ်ပါတယ်ဒီရောလမ်းတွေကမြေဝါကျွန်းပေါ်ဒေသတို့ဒီဟာဝီတိုင်းတို့ဒါတွေပဲရှိတာပါအများဒေသဘက်မှာတော့မရှိပါဘူးမြင်တွေ့ရတဲ့အတိုင်းပဲတစ်ဆုံတစ်မြစ်ဒီဘောကနေပြီးတော့ဖြတ်လျှောက်ပြီးတော့ကူးရတာပဲဖြစ်ပါတယ်ဒီရတဲ့ချိန်ဆိုရင်အကုန်လုံးရေတွေနဲ့ဆိုတော့ဒီလိုပဲသွားကြရတာဖြစ်ပါတယ်ချိုးလမ်းလမ်းမမီးတဲ့နေရာဆိုရင်ဝက်လုံးတွေအခုလိုပဲတန်းပြီးတော့ဝက်လုံးပေါ်ကနေပြီးတော့သွားကြရတာပဲဖြစ်ပါတယ်မြင်တွေ့တဲ့အတိုင်းပဲဝက်လုံးလေးကိုချက်ချက်ကထောင်းပြီးတော့အလင်းကနေဝက်လုံးထည့်ပြီးတော့ရှော့ရတာပဲဖြစ်ပါတယ်